وإنه على ذلك لشهيد وإنه لحب الخير لشديد أفلا يعلم إذا مد لين لازم حرفي مخفف خلاص فهم له ألف طولو نالو ستة حركات ياتشا تشاوشا ألف طولو سويا نارهم عي نارهم لنا وابيامي عي ستة حركات نعم حبي علامة شاطبي تكنتها ما جرى أربع حركات ألف ليلولة يجوز ألف ليلولة أو ألف نلولة باينة علامة شاطبي تما ألف نلو يأتي أبي يأتي ليج ألاو له باين أوكي channel ni ada mah ari ai nalong mo Quran ta Allah mah si de nan ya si de ست حركات أو 4 حركات عين ألف طولو ثم هو ألف نلو نا أو بيسيارو أجر أم أي دين چت هاره كجارو ألف طولو ثم ألف نالو له بيوره نا نو باي چانجي ما جارو حركات تينه به طوله 4 حركات 5 حركات 6 حركات ألو طوله نا ألف طولو سوي حركتين سويرو طولي شيده أو بينا أبو أجيمه ألو عين سين جامع بالوا ماله إخفاء حقيقي مرققة لوامه تكا سين وجارو بلاو سوي ماله 6 حركات ألف طولو سيارو أي تجويز ساونا سوي ألف طولو دومو ألف نالو لبيورا نا غير 6 حركات تيماجا 4 حركات سوي باينوي نشيو قاف قاف کا جارو بمل مدی لازم حرفی مخفف جی میں کون جی عین ہو جائے या ठरने आओ कथी लाइबे या इली सेमिला हरि वस्तुल लिसान लो करे शा ले जो ले हां बिवाए अल हनकुल औमी लो करे तू या न्यन ये जाए अपो तदेगा आ गाओ मा लो करे ठवारेအဲ့တော့ဖြည်းဖြည်းပဲ तू ကစဟလဖြည်းဖြည်းလေး तू ကယာယီ तू ကရခူယာဖြစ်တယ်ယာရောက်သိထားမယ်ထိလိုက်မယ်ထိပြီးတော့ဖြည်းဖြည်းထိပြီးတော့ဆွဲမယ်အိစီကောပြောမယ်
MashaAllah Allahu Akbar မလဲမဒီလာဇင်ကလမီမုသကလ် istifhamiyya ပြီးတော့ khabariyya နော်အဲ့ဒီခွဲခြားပြီးတဲ့မတ်တော့အဲ့တော့စာအုပ်ကြီးမှာကျတော့မဒ်ဖရ်ကလို့တုံးတယ်ဆရာတော်အနေနဲ့မဒီလာဇင်ကလမီမုသကလ်လို့လည်းတုံးရတယ်ထားလိုက်ပါတော့ست حركات ال الله يوم آدم مد بدل حبي منذرون India Mahirin Qurai Kiram ni ajaro ama ke tari tha me no sira kaung na ro ikhfa la bi amya phit ka munzirun tachu la munzirun na ro sira ro tahayyu'atul fami ala makhrajil harfil atiဘာပြောလဲလာမဲ့ရွတ်ဖတ်မဲ့ပေါ့ရွတ်ဖတ်မဲ့ဆိုတော့ရွတ်ဖတ်မဲ့အခရာရဲ့ထန်ထွက်တဲ့နေရာအပေါ်ဘက်နှုတ်ရှာကိုအစင်သစ်ပြုလုပ်ထားမယ်တဲ့အစင်သစ်ပြုလုပ်ထားမယ်ဖမ်နော်ပြီးသွားရင်ဒီတာတို့ဘာလို့တာတို့ဒါလို့ဖတ်မယ်ဆိုရင်တကယ်ရှင်းပြီလားနောက်ခုနောက်ထောင်ကြည့်يصاحب ذلك غنة كاملة الطول من الخيشوم نرى نارين ما شيليابي بيوارة نيدانو توفيا وامير دا إكفا بيونا كأبو راو بياميلو تو أديكا بيومه ويصاحبه أيضا سويت من الفم بسبب عدم انغلاق مخرج النون الجزء اللساني نوشا باي مار نون تده نيا با نون تان تده نيا ပိတ်မသွားခြင်းကြောင့်တဲ့ဗဇက်မအနေငယ်အတန်အနေငယ်ကိုလည်းတွဲဖက်ပေးရမယ်တဲ့ ifa တချို့တဘောပေါက်လို့တော့အဒဂမ်သူယူစားနေမဟုတ်ဘူးနည်းနည်းပါမယ်ဟုတ်ပြီအမှတော့နောက်ကြည့်အစ်လာသို့တော်တဲ့ fil qaf qaf အစားဆုံးဖတ်လိုက်တော့အစ်လာ fil qaf wal kaf لكمال الانغلاق عندهما သို့တော်တဲ့ qaf အကြီးတဲ့ kaf ငယ်တို့တွင်တော့တဲ့နွန်ဤထံကိုတဲ့ပြေဝစွာပိတ်ထားရသည့်အတွက်ကြောင့်ရင်းကဲ့သို့မပြုရဘူး qaf အကြီးနဲ့ kaf ငယ် ikfa လုတ်ပုံလုတ်နည်းနဲ့တခြား ikfa 15လောက်လုတ်ပုံလုတ်နည်းနဲ့မတူဘူးရှင်းပြီလားမတူဘူး qaf ကြီးနဲ့ kaf ငယ်လုတ်တဲ့ကကြာရင်တဲ့အဲ့ထံမှာပိတ်သွားတယ်သူကပြောတယ်နောက်တစ်ခါပါလဲကို ikfa လုတ်မဲ့အခရာဘာအခရာလဲအဲ့ sifat ကိုပါမိထားမယ်ခုနပြောပြီးသွားပြီနော်သဘောပေါက်လားဆရာတို့ရောက်ကိုကြည့်မွန်းဆိုတော့ဒါရှိတယ်ဆရာတို့ကမွန်းပြီးတော့ဖတ်နေပေါ့အစ်မန်ဖြစ်ရမယ်နော်မွန်းပြီးဖတ်ခဲ့ကြတာပေါ့နော်ဖတ်ရတယ်ဒါမဲ့ကဝိအကျော်ပေါ်တကြီးပညာရှင်ကြီးတွေကဘာမှာကြတော့သူတို့ဘာလုပ်လဲဆိုတော့ဒီမှာကြည့်အရှိမလာမဲ့ဒီအခရာကိုစစ်ဖားကိုမှီထားတယ်ဒီမှာကြည့်မွန်းမဟုတ်ပါနဲ့မွန်းဒီမွန်းဒီโอเคဟုတ်ပြီဆရာတို့ကအခုမွန်းဒီလောက်လိုက်တယ်
okay တယ်နောက်တစ်ယောက်ကကျတော့မွန်ဒီလောက်လိုက်တယ်ဒါပေမဲ့ကဘာမူဆာဘကာကြီးတွေတွားမယ်ဆိုရင်တော့မွန်စီဆိုနည်းနည်းအမှတ်လျှော့ခံနည်းနည်းမွန်ဒီမွန်အရှိလို့ပြောမယ်နော်မွန်မွကလဆရာတို့ကြိုက်တယ်လို့ဖတ်ပေါ့နော်ရှင်းပြတာနော်ဟုတ်ပြီဒီရုန်လိုက်ဖတ်မယ်တင်မိမယ်မွပြန်တော့ fitting လုပ်မယ်မူဗီရုန်ကြောမယ်ယန်ဒူရူနာနော်ဆရာတို့ယန်ဒူရူနာ okay problem မရှိဘူးဒါပေမဲ့လို့ကဘာကျော်ကြီးတွေကတော့ဘယ်လိုဖတ်လဲဆိုတော့အဲ့ဒီ ikhfan qiti ကို mufakham လုပ်တဲ့အဲ့ဒီ dha ရဲ့ sifat ကိုမိထားပြီးတော့မထိဘူး ready လုပ်ထားတဲ့ရှာထိတ်ကိုမကြီးယန်ဘူးအဲ့လိုမဖတ်ဘူးမှားလားဆိုတော့မှတ်ပါတယ်ဒါပေမဲ့ကဘာကျော်ကြီးတွေကကြတော့ဒီလိုဖတ်တယ်လောက်ကြည့်ယသွားတဲ့နေရာလေးကိုရှာထိတ်လေးရောက်တာပြီးတယ်မထိဘူးအဲ့ဒါလည်းမှန်ပြီလားဆိုတော့မှန်နေပြီအပြည့်မမှန်နေဘူးလို့ပြောတယ်မူဖခမ်တဖခမ်လောက်ရမယ်တဲ့အခုအကုန်လုံးပေါင်းချုပ်ပြီးတော့ဖတ်မယ်ကူOkay ကဲအခုကြည့်မယ်ينظرون والنبي အဲ့ဒါပိုင်တယ်မဟုတ်ဘူးအဲ့လိုမဟုတ် والنبيين والنبيين တို့မှားတယ်ယာsifat ကိုသိထားမယ် والنبيين نبيين ဒါမဒ်အစလီလာऔर फिर मत ला मद्दी असली रो महबू मद्दी तमकीन no yat long ma wadat khudama pathama ya ga tashdid chi mein dutiya ya ma sukun fi maddi tamkin maddut tamkin hobi utumina bamale maddi badal مدي بدل مدي الأذل يا الأذل أذل يالو مياو مدي عصم لو كورو vale
waqf asam waqf asam ဖတ်ပြီးသွားပြီမလားဆရာတို့ဟမ် waqf asam ဖတ်ပြီးသွားပြီလားဖတ်ပြီးသွားပြီမလားဟမ် waqf tashdid la waqf asam အဲ့ဒီမှာရက်တဲ့ခါကျရင် al adhal ရလမြောက် al adhal 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 တချို့ကလည်းအဲ့လာမှာတရှိရှိဆိုတော့ adhal ဆိုမှားတယ် okay al adhal ပြောမယ် waqf လို့ဆို waqf asam al adhal أحط ما إدغام لا أحط جمع أحط حاضر تفخيم جدا أحط فمن كان فمن بفعل حقيقي مرققة فمن كان أقول فمن كان ပွင့်နေပါစားခိုင်းမှာ off ကြီးနဲ့ကားပိုင်ရတဲ့မပွင့်ရဘူးတဲ့စာအုပ်မှာတကြွစာအုပ်မှာရေးထားတယ်ဒါအောင်လည်းပဲလက်မခံတဲ့လူရှိလို့လက်ခံတဲ့လူရှိတယ်ဒါမှလက်ခံတဲ့ပုံကိုယ်တွေကကြောင့်တကယ်ပညာတတ်ကဝိကြီးတွေကဘာကျော်ကာရီကြီးတွေအဲ့တော့လက်ခံတယ် off အကြီးနဲ့ကားပိုင်ကို ikfa လုပ်ရင်တဲ့တခြား ikfa နဲ့မတူဘူး man kana ပြောမယ်ကားအငယ်ထွက်တဲ့မခတ်နဲ့နောက်ရောက်တယ်အဲ့နောက်တော့မOkay. فمن كان يو فمن nhớ đâu mày فمن كان nhớ mày xí lo bây giờ xí aro tao xí aro chi lo yao فمن كان nhớ فمن xí mai okay ينقلبအခုနကာဖ်အတိုင်းပဲကာဖ်နဲ့ကောဖ်ကပုံစံနေတူတယ်ကာဖ်ကမုစတဖီလာဖြစ်မဲ့ ikfa မှာကောဖ်ကြီးကဘာဖြစ်မဲ့ tafkhim လုပ်မဲ့အဲ့ tafkhim tarkib ကကွာသွားဒါပေမဲ့ဒီအတန်တော့ပိတ်နေခြင်းကတူတယ်အဲ့တော့မင်းကဘလူမှားတယ်မင်းကဘလူမင်းကဘလူအဲ့တော့ကျတော့အချို့ကလက်ခံတယ်လက်မကောင်းပထမနှစ်ခုကိုလက်မကောင်းဘူးဒီလိုတော့ဖတ်ကြတယ်ကဘာကျော်ကြီးကမင်းကအတန်တူလားမတူဘူးဒါတော့من
okay တချို့ကလွန်ကျူးလွန်သွားရဲ့မျိုးဆိုတော့အဲ့ဒါ ifam မဟုတ်မှားနေတယ်မျိုး tafkhim လုပ်မယ်မျိုး qabl من ينق အဲ့လိုလောက်ကြတယ်နော်တချို့ကလည်းပွင့်တယ်တဲ့မှာမာဟီရင်ကုရ်အာန်ကီရမ်တွေအဲ့ဒါကိုလက်မခံဘူးဒါဒီဘက်ကလည်းပြောတော့ဟိုဘက်ကမှာဟိုဘက်ကဒီဘက်မှာတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကကြတော့အဲ့ဒါကိုလက်ခံတယ်ယန်ကကဘာမူဆာဘကာကြီးဒီမှာလဲဂျက်ဟကင်ဒိုင်နီယောတကယ်ချန်ပီယံရသွားတဲ့ပုံကိုလည်းဒီတိုင်းပဲဖတ်တယ်တကယ်ကျွမ်းကျင်တဲ့ပုံကိုလည်းဒီတိုင်းပဲဖတ်ကြတယ်ဆရာတို့ကြိုက်တာဖတ်ပေါ့ယန်ဖမ်းလာတော့မယန်ကြက်တာပေါ့ယန်ဖမ်းလာယန်ဖမ်းလာရတယ်ဒါမဲ့တို့ဖြစ်စေယန်ဖောက်ပါယန်အယန်ကြီးယန်ဒါအဖာမဘဒါခုဒါမိခံရတဲ့အလာမိခံရတဲ့နားတော့မယ်ယန်ကောလီဘူပြောမယ်المقامات نا لو كوري حسن قراءة وصلة المماثلة سوديما متيمين شيني ده متيمين شيني دهပြောအလိုက်ကလေးနှစ်ခုကိုစင်ကပေါင်း၍ဖတ်ခြင်းကိုခေါ်ဆိုပါတယ်ကျွန်တော်လက်လုပ်ပြတာအဓိပ္ပာယ်ပါတယ်နော်ကဲဟုတ်ပြီမှတ်ချက်အလိုက်ကလေးသည်နှစ်ခုဖြစ်စေနှစ်ခုဆိုတော့တစ်ခုနှစ်ခုဖြစ်စေသို့မဟုတ်နှစ်ခုထက်ပိုများသည့်လှပသည့်အလိုက်သူကလေးများဖြစ်စေအဲ့တော့တစ်ခုဆိုရင်တစ်ခုနှစ်ခုဆိုရင်နှစ်ခုတဲ့များတဲ့နဲ့3 4ဒါအလိုက်ကတူရမယ်နော်အလိုက်မတူလို့မရအောင်ရှင်းပြီလားဟုတ်ပြီဥပမာကြည့်မယ်အလ္လာဟူကာရီအဗ်ဒူလ်ဘာစစ်တို့ဝမစဒီကမလရှာဝီတို့शेख मुस्तफा इस्माइल लो फटा रहे उमा कुरान जी बिस्मिल्लाहिर्रहमानिर्रहीम अल्हम्दुलिल्लाहि रब्बिल how not all waslatul mumathala tilalul lahan sodima atau atamba aubatu aubama atebatu labari atan phitဝေးဝိုက်ကဖတ်ရခြင်းကိုခေါ်ပါသည်ဥပမာကြည့်ဝလလ်အာခ
خير لك من الأولى كاري باسيلا فادي نكوتة وللآخرة خير لك من الأولى لا بالera لا မဝင်လာပါဘူးဟိုဘွားနဲ့ပြင်လဲဒီကိုမရောက်နိုင်ပါဘူးဟုတ်ပြီအဲ့တော့ဘာလဲလား ikhtilalul lahan ikhtilalul lahan ဘာလဲ ikhtilalul lahan ikhtilalul lahan ဟောကြည့် ikhtilalul lahan ikhtilalul lahan وفتحت أبوابها وقال اختلال الحال وقال اختلال الحال